ချင်းနေ ကောင်းတယ် စရကုန်းဆရာလေးစရကုန်းဆရာလေး ရှင်တော့သူကအကုန်သွားတယ်လို့အဲ့ဒီကဝင်ပြောပြလိုက် တော့ရေခဲကပင်ပိုကောင်းတယ် တလာပါလေတတကျိုးသရာကြောက်တဲ့ကျွန်တော်နဲ့တော့တွေ့ပါပြီလှုပ်စီနဲ့ခွိုင်းတက်ပြီအင်းတိုင်းကပြင်ပြီးတာကုတော်သားမှာဟောဒီပါဒါဟိใช่ဒီနေ့ကီလို150ကျော်လောက်ပတ်နေရမယ်ကျွန်တော်တို့ဘယ်သွားမလဲဆိုတာတိုက်ခဲ့ကြပါဦးဗျာကျွန်တော်မြောက်ကလာလေးရောက်လာပါပြီ9နာရီ20ရှိပါပြီအချိန်ရတော့ပါတယ်ကျွန်တော်မနေ့9:32မှာတာမီနယ် M ကိုရောက်ပါတယ်ကျွန်တော်ဒီကနေခီးဆက်ပါမယ်ဒါကျွန်တော်တို့ဖွဲ့အငယ်ဆုံးလေးပါကိုတူးနဲ့ကိုခင်ပါဘက်မှာတစ်ခါပဲဆုံရတယ်တစ်ခါပဲဆုံရပြီပါ3လမ်းမှာပို့ရောက်နေပါပြီ။ချိန်ကတော့6နာရီ16ပါ။အဲဒီတော့အေးလေးရှိပါသေးတယ်။ဒီကျွန်တော်တို့ဘိုက်ကအားလုံးပေါင်း18ရောက်နေရပါတယ်။ပြီးရင်ကျွန်တော်တို့လဲကူကရိုးချမယ်တမန်ကျော်စားမယ်။ပြီးရင်ခီးထက်ဆက်ကျွန်တော်တို့စဉ်းလိုက်ခဲ့ကြပါဦးဗျာ။ကျော်ကသူ့ဖမ်းခတ်တယ်ရှိရမြဲရောက်နေတော့သူမပေါပြင်းနေနေတာဒါဒီဘုရားပါ6နာရီ20မှာရန်ကုန်ဘိုးဘိုးလမ်းမကိုရောက်ပါပြီဒီဥစ္စာချင်းလာတယ်အော်မရကားရှိမယ်ဟောပါကျွန်တော်ရဲ့ခီးထွန်းကြပွဲလေးပါ
มีအောင်နေလိုက်ကကိုရချင်းနေတတိတောင်ဆေးပါရများကွန်စီဆိုနေတယ်မနေ့6နာရီခွဲဒီဆောက်ထွက်ကမှလေကွင်းနေနဲ့လူတွေနဲ့တော့လှပလာပဲဟုတ်လားနော်ယူရထွက်လာလားကျွန်တော်ဒီနေ့နှစ်ခွဲပေါင်းပြီးနေတာဒီနေ့ကကြိုလို့စီစဉ်တာပေါ့ဒီနေ့ခွဲရလူတွေနေနေတော့ဘာဒီကြောက်ခါလာတော့လေးဦးရောက်ပါပြီအောင်ကလည်းလက်ပြန်မယ်လို့ရှိလို့ဒါကျွန်တော်တို့ငယ်သုံးလေးနဲ့ချိုးသုံးလေးချိုးနဲ့လိုက်တာပါလေတသား2ကီလို150ကျော်နင်းပါရတယ်တသား中国的罢了。ကျွန်တော်မနေ့6နာရီ50မှာကြိုးကြီးဆိုင်ရောက်ပါတယ်ကိုမြတ်သူတော့စောစီးလာနေစောစီးစားနေပါတယ်ဒါကိုမြတ်မောင်နဲ့လမ်းမှာတွေ့တာဒီတော့ဆွဲနေပါပြီအဆိုင်နေပါမလို့ဟုတ်ပြီကျွန်တော်ကတာချမ်းတယ်လုံးချက်အရေးအစားနော်ဒီကျမလေးနဲ့ကျမလေးနဲ့ဟုတ်ဘုရားတာစီတာချိုးလေးကိုဆွဲတော့အဲ့ဒီလိုက်တာဟုတ်ပါဘူးဟုတ်တယ်ဟုတ်ပါလေတန်းရည်ကလာတော့ကြပါမယ်တော့ဒီလေးခုကအေးပြင်းမှာပြိတ်တာတော့ပါလေခေရာဘာလို့လာတော့ရှိပါလဲခေရာဘယ်လေးနေရာဒီကနေရောက်ဖြစ်ဘူးခေါ်ပြီးရတယ်ဒါကိုဒီယာနဲ့ပပနဲ့ကိုဒီနေ့ကအိစာရှိလို့ပြန်တယ်ကျွန်တော်တို့ကအခုတပြူကိုစနေပါမယ်အချိန်ကတော့မနေ့9နိုင်ပြီးရမှာပါ6မှာဒီခရစ်မတ်မှာပိတ်တော့ပြီးတော့သူကတပြူကဘယ်မုတ်ထိုင်သွားကြမှာဆိုတော့ဒီလိုကီလို150 60
တော်တော်မြင့်မြင့်လို့မှန်းလာကြတယ်ပေါ့ကျွန်တော်လည်းခဲ့ပါဦးခင်ဗျာCerra. Nó còn lấy thổi đằng sống. Nó còn lại nghe đằng sông vậy. Tuy nhiên lý chỗ đi nhóc là chỗ cái chỗ nào thì có lại là chỗ này lại mấy chỗ này là bao nhiêu số đó nó món này Đi về nhà lấy bên này rồi đấy, số đi ở đâu? Bài on này nó tìm được. Đây, con nó ra đấy. Cá ba này. Cá ba đi. Dạ cái thao đấy. Tiếp đến cái. Easy way. Cái mẫu xa rồi mà. Cái mẫu xa. Tính một. 53 kg ပဲကျွန်တော်တို့ဒီမှာရေတော့ခံတာပါလေအချိန်မှာဓာတ်ပိန်ဆက်ပါမယ်ဘိန်းမှုသက်စားကြအောင်တပြူဘိန်းမှုသက်စားကြအောင်လက်ခဲ့ကြပါဦးလားရောက်လာတယ်ဘယ်အုပ်စနဲ့ဒီဝင်နေဘူးရီရရလေးကအေးနေတော့ဒီလေးနေလို့ကောင်းတယ်အဲ့ကြပါဦးဗျာဝင်ရကိုဝင်ကျွန်တော်တပြူဘက်ကိုသွားနေပါပြီကျောင်းခွဲလာပါ
တလန်းလုံးပိုင်ဝယ်ထားပါတယ်ကားလေးရှင်းတယ်ဒီလမ်းဘေးပညာလဲခွင်းနဲ့လမ်းတော်ရှင်းတယ်ဗျမိုက်ဟုတ်ပါပါဟုတ်ပါလီနေပါလေတတလဲရလိုက်ပါလေတော့ဒီမှာကျွန်တော်လီကိုကြီးလိုက်ပါလေနောက်ကနေအေးစိတ်ကလေးမွေးပေါ့ဟင်းတကယ်ကြီးလားပျော်လိုက်တာနေကိုဟုတ်ကွာဘိန်းစားပေါက်ပါပြီအေးတကယ်ဟာနောက်ကျွန်တော်ဘိန်းပေါက်မှအနားရတာကွာအတားအေးစေးနောက်ကြည့်လေဒီွားလိုက်ရငယ်ငယ်ဆိုင်လို့ရငယ်ကြီးဟုတ်ပြီပြောတာချင်းနေကောင်းတယ်ဒီကဲကပ်စရကုန်းဆရာလေးစရကုန်းဆရာလေးရှင်တော့သူကအကုန်သွားတယ်လို့အပြင်ကဝင်ပြောပြလိုက်ဒီကဲကပ်ပြင်ပို့ကောင်းတယ်ဟုတ်ဒီကဲကပ်ပြင်လည်းအခုကတော့အဲ့လိုကြောက်သွားမှာကြောက်သွားမှာပါငါပြင်ဟိုကိုပြဟိုတယောက်လည်းဆက်ပေးရအောင်မေးတယ်ဟိုထဟိုထဒီကဟိုအောင်တဲ့ပြီးအဲ့လိုဒီတက်တာလားညီလေးဟုတ်ဘယ်ရောက်နေလဲဘယ်ရောက်နေလဲအဲ့ဒါဒီထားဟုတ်ချိုးနေပြေကုန်တော့မယ်ဟုတ်တယ်ဆိုင်ရကြောမေးစောင့်လိုက်ဒီရကြောကနေပြည့်နေပါကျွန်တော်9:23မှာတပိပိန်ဖို့ဆန်ရောက်ပါတယ်ရက်ွယ်တွေများနေပါတယ်ဒီနေ့တော်တော်ပါခင်ဗျာဒီမှာမကြီးမငယ်ကြီးနဲ့ဘိန်းမုံလာဆန်တာမကြီးမငယ်ကြီးတိတ်ကြိုက်တာတိတ်ကြိုက်တယ်โอเคကိုကဲကျဲဝမ်းဟောဟာကျွန်တော်ညမမတက်ဘူးလို့သိရဟာပါအမြင်မြင်လိုက်ဗီဒီယိုဒီလာကြွားကြလို့ဆိုနော်ဒီဝင်နာမည်ကြီးဆိုတော့လာတာပါဤသို့မှန်ကန်သောဝစီသစ္စာစကားကိုဆိုရခြင်းကြောင့်ကျွန်တော်တို့ဤကိုရင်းကိုပါနထာနာရုံ၌၎င်းဤရိတ်တာတွင်ရိတ်တာပါနထာနာရုံ၌၎င်းဤရက်ွက်တွင်ရက်ွက်ပါနထာနာရုံ၌၎င်းဤမြို့တွင်မြို့ပါနထာနာဟုတ်တယ်မဟုတ်ပါသေးဘူးကျွန်တော်တို့ဤလုပ်ငန်းတွင်လုပ်ငန်းပါနထာနာတို့၌၎င်းဘေးရန်ကတိတ်ကင်းကြောင့်ဒီကိုစီလူပါပါတယ်သူတော်တရားကိုပွားများတုံနိုင်သူများဖြစ်ကြပါစေ။ဒီမှာအဲမောက်ဒါတော့ဒီပတိဒါနာကနေရောက်ဒါဒါရိုးရိုးမချိတ်လာကြီးရရှယ်သေးတယ်လာဒီမှာလာဒါအသားကြီးကပရိကျွရနော်ဆွဲအာနေတာလည်းတောက်ကြည့်ရဒီမှာပတ်တော့စားလို့မလီဒီနေ့ရိခါကိုရောနေပုံမှန်ဒီလက်နဲ့မထိထားလို့ရှိရင်9ရက်လောက်ထိခံတယ်ဟုတ်လား9ရက်လောက်ထိခံပလတ်စတစ်လေးနဲ့ကင်ပေါ့နော်ပလတ်စတစ်လက်အိတ်လေးနဲ့ကင်9ရက်လောက်ထိပေးရနောက်မှမဟုတ်တော့တာတော့ကြည့်ပါပြီတော့ပါတော်ကောင်းလားပရိုဂရမ်နဲ့ဒီလောက်ပါရဒီနေ့တိုင်းဝယ်လောက်ပါတာကောင်းတယ်ဒါတို့အထိတာလေးကတော့ပေါ့ဒီဝယ်စိတ်ပါတယ်တော့ညာပေးနေအောင်တော့ကိုခင်ပါပြောရောအထုတ်တွေမမပါဒီမဲ့စားနေပုံရတာတော်တော်ကောင်းပါတယ်အဲ့လိုလည်းပြောသူစကားယူရတော့အမီဒီအသားရောက်ဘယ်လားစကားကြည့်တာလဲဟလား
ဒီတော့အဲ့ကျွန်တော်တို့ဒီဘယ်လိုပေါ့နော်ဒါဆက်ရှင်ပါယူပါတော်လေးလေးနေဒါကျွန်တော်တို့ဒီမှာ free ကျွေးတာ ရန်ကုန်လဲယူနေတာ तू က ကျွန်တော်တစ်ခု ဒါတစ်ခုလားဒါတစ်ခုလားဒါတစ်ခုလား အမျိုးရောက် ဟမ် ဘုံရစားလိုက်ကိုပြီးတော့ဆက် ဒါတော့ လူကြီးပဲနဲ့ကြီးပဲလိုချင်တဲ့လူချင်းတော့ ဟိုကဘယ်တော့ဆရာကြီးပါနေတယ် သူ့ကိုနောက်ကလိုက်တယ်ထင်လို့လည်းမဟုတ်ဘူးကျွန်တော်တို့ရှိရနေတော့ဆော်နေတာနောက်ကသူ့ကိုမိလိုက်နေရတာ တော့တူကြီးနေနေညကြီးပဲအနဲ့တစ်ချက်တစ်ချက်လားတစ်ချက်တော့ကိုပရိပါအောင်လေ အဲ့ဘာလို့လဲ ရှမ်းကြီးကကိုတန်းတော့တာပါနေအောင်ဟာ ဒီကောင်အသိမချိုးဘူးအနက်ကနည်းနည်းချိုးတယ်ရန်ကုန်ကလည်းတူလား စစ်တောင်းလေးလား မတူဘူးမို့လား ဟုတ်ကဲ့โอเคကောင်းတယ် 不要搞， ဟိုကတစ်ချက် 不要 တော့ 搞，我咋了？你这是吗？ အရင်မနေ့ကသွားလို့ဖြစ်နေဟုတ်တယ် ဒါပေမဲ့ဟိုလိုကြီးတဲ့လိုက်ပဲခီးရတယ် ဒီလိုတကူကိုတောင်းလေးတောင်ကောင်းကြီးနဲ့ဟာပါတယ်ဖြူဟာပါဖြူမဲ့တဲ့တုံးပါတောင်းစောနေလို့တောင်းရင်ကောင်းတယ် ကွယ်စနေဒါကျွန်တော်ဒီမှာဒါကျွန်တော်ဒီမှာ ဟိုဟာစတဲ့ဟာမထည့်တော့ဟိုလိုအဲ့ဒီကပဲထည့်လိုက် ကြီးပဲ ဒါနာ တော့တယ်လို့လက်စားကောင်း ဒါမှဒီမှာ အောင်9000ရ တသိန်းဒါမှဟုတ်ကဲ့ပါ ကျွန်တော်လည်း9:59မှာဒီဆိုင်ကနေပြီးတော့ဒီဘိမှုဆိုင်နေပြီးထွက်ပါမယ်ဖလေးကို အာဒီနိုင်ရဒီပါ စနေပါမယ် တိုက်ကြီးမော်ပြီးကိုရောက်ဘူးရဲ့ဘိုးလည်းရောက်ဘူး အဲ့ကဲပါအောင်ကျွန်တော်တို့ ဟုတ်ကဲ့ပြည့်နေတယ်နော် ကျေးဇူးအများကြီးတင်ပါတယ် ဒါလို့ကောင်းပါတယ်ကျေးဇူးပါခင်ဗျာ ဒီကလာတော့လမ်းနေပြန်တယ်ဒီသွားတဲ့ဘက်ကလမ်းနေကြတော့မောင်တင်းရတော့ပိုးအဆင်ပြေတယ်ဗျဒီဘက်ဆိုလမ်းကောင်းလေးပြောင်းလာပါပြီရိုက်တာတော့လမ်းဆိုးက2 ကီလိုလောက်ရှိတယ်ဗျအဲ့လေးပါပဲဒီဘက်ရောက်ပြန်ကောင်းသွားအာဘီသမားတွေတော့တော်ကူးဆိုင်နေရတာအဲ့လမ်း ဒီကပေါ့ပဲကိုဖျက်ခဲ့တာ ဘယ်တည်းလေကွင်းနေနဲ့ခမ်းမင်းနေနဲ့ဒီလမ်းလေးတော့တော်တာပါလမ်းနင်းလို့ကောင်းပလေးပြသွားမယ်လိုက်ခဲ့ကြပါဦးဗျာကျွန်တော်တို့သူ့ကိုမီအောင်လိုက်ကြတော့မှစော်တဲ့စော်ချက်ဒီဘက်ချင်းနေလေကွင်းနေပြီဗျလေကွင်းနေဆိုဒီတော့တော်တော်နေရတော့10နာရီ20ကိုအဲ့လိုတော့မပြီးသေးဘူးတတနောက်မှာကပ်ပါပါလေဘယ်ကွင်းမယ်လိုက်မယ်လေလိုက်ပါမယ်နောက်ကနေ ကဲလောကကြီးရိုက်နေ သူရိုက်ကွယ်ဒီစနေပါပြီဒီညမိုက်ဆိုင်များတယ်
လေးတွေလာတယ်ထမ်းမင်းလေးနဲ့ပြင်ရကျွန်တော်တို့မနေ့10:41မှာကဝါရောက်ပါတယ်တော့ခဏလာကြပါတယ်对喂。那收你吧嘞。你做嘛呀？Okay. Okay. ရောက်ပါလေဒီလေးများရောက်နေရိုင်းနေ 我打风吧。 အေးဖိတ်ကကျွန်တော်ဟိုးမှတွေ့နေရတဲ့ဇီဒီလေးအဲ့ကိုကောင်းပါပါခလေးအဲ့ကောင်းလာခဲ့ကြပါဦးကျွန်တော်ဒါကလေးစီကိုစောက်ဝင်နေပါပြီစောက်ဝင်နေတယ်မှာကျွန်တော်7 နာရီမှာကလေးစံပြအကြည့်ရောက်ပါတယ်ဒီကလေးစီကိုဒီတောင်တက်လန်ကားနဲ့တက်လန်ကိုကျွန်တော်စပင်းနဲ့ပတ်တက်ပါမယ်စတက်ပါပြီတက်လာပါလေတတဦးဆုံးဝင်တက်ပါလေကမူလေးပါကမူလေးတွေဟယ်လိုမိုက်ကွာအောင်လားမင်းတွေတက်ပြီကိုင်းနဲ့တက်ပါပြီတက်ပါပြီစကြည်ပါလောက်ကမြဲကြည့်လေတက်နေပါလေဒီမှာကျူရပါမယ်ဟိုဘာနဲ့ဟိုကလေးလေးနဲ့ဟိုကလေးလေးချင်းကြလို့နောက်မှကြက်ဟိုကလေးလေးဒီတက်လေးဟိုဘာနဲ့ကင်မရာမန်လမ်းလျှောက်တက်ကပါလေရင်တက်ပြီးတော့တောင်းမယ်ကျန်တောင်းမယ်အဲ့ဟုတ်တယ်နော်โอเคသူကလည်းမထောင်နေပါလေအမလီဟဲ့7 နာရီ 9 မိနစ်မှာလေးစီရောက်ပါတယ်မတန်းလေးတွေကျုံနဲ့လန်နေတဲ့ချက်တိတ်လေးတော့တို့တောင်းပါပါလေတောင်းတော့ဘုံတက်မှာဖြစ်ပြလေးတွေပေါ့လေဒါဖြစ်ပြလေးတွေကျုံကဆုံးရတာလေးဒါမှမဟုတ်ဒီရောက်အကုန်ချလိုက်ဘင်းတိုင်းကန်ပြင်ပြီးတာကုတော်သားမှာ
တောင်းဟိစင်းလို့လာကြည့်တာဒီက အောင်မင်းတို့ဟုတ်ဘူးပဲ လေကွင်းလေ လူစင်းဘောမှာသူစင်းက တောင်းဟိစင်းမလို့ စက်ဘင်းအရင်တိုးချပြမှာပဲရမှာတောင်းရောက်မလို့စစ်တကယ်ကတော့မှတ်တာဒီဘင်းလာလားဟုတ်တယ် ကျွန်တော်ဒီဘင်းရဲ့တလန်နှစ်တရာကျော်ပြီရဲ့ ဟုတ်ကျွန်တော်သဘောကောက်ရိုက်ပြီးတော့ နှစ်ကြာကျော်တဲ့သစ်ပင်ပါတဲ့ဝန်းနေပါဂုံးနဲ့ အဖရန်နုံပါပြီ ဒီပင်းလာလား ဘုရားကျော်ရဲ့ရက်က ကျွန်တော်တို့ဖွဲ့ရဲ့အငယ်ဆုံးလေးပေးနေပါတယ်နိုင်တော့ကြော ရှင်းတယ်ဒီအပိုက်ပုံကြီး 这哪样贵？ ဟုတ်တယ် ဒီတိုင်းလာ 没这么啥的，经常能见的。 ဒီရှင်းလိုက်လာဟုတ်လား လိုက်လာ ဟုတ်ဒါမှတော့ဂွင်းလေးဝင်အဲ့ဒါကြီး ဒီမှာအားကြောင့်မို့ချော့ဒီမှာရောက်မှာဆိုဘိုးဘောဟိုလုံးကိုတီးလို့မရဟုတ်ဗျာ ကျွန်တော်တို့မနေ့ ဒီမှန်နေရ 7 နာရီ 39မှာဖလေးစီပြပြန်ထွက်ပြီးတော့ဗန်ပြုတ်လက်ကိုခီးဆက်ပါမယ်ကျွန်တော်သွားကြပါမယ်လိုက်ခဲ့ပါအောင်ဗျာရှေ့မှာဇောက်ဖြစ်နေမယ်နော်ပေါ်တက်တဲ့တော်ပေါ်တော့ ဟိုမြောက်ပါ တော်သေးတယ်နောက်ကလိုက်တော့မလို့မျိုးကန်တော့မလို့ပုံတိုးတယ်ပွဲဟိုမှာတက်ဖုံလို့တာပါကိုမြတ်သူမှာလမ်းခင်းလို့ရှိသေးတယ်တော့နေပါသွားမရှိတော့โอเคတယ်တတတို့ချိန်ရတော့7 နာရီ5ရှိနေပြီနေရတော့တော့ဘူးနေမိမိလည်းမဆုံးနေပါနဲ့ကျွန်တော်ပန်းပြုတ်လောက်ကိုသွားပါလေတိုက်ကြပါအောင်ဗျာလမ်းလေးတွေကတော့တော်တော်လေးမိုက်ပါတယ်ဒါမျိုးကြီးတင်ရပါတယ်ကျိုးသားပေါ်ရောက်နေပါတယ်ကျိုးသားကြောက်တဲ့ကျွန်တော်နဲ့တော့တွေ့ပါပြီလှုပ်စီနဲ့ခွိုင်းတက်ပြီဥမာသုံးဖို့တော့မရောက်သေးဘူးပြဿနာပဲစင်းနေပြင်းမနေပါဘူးလို့ဟာလှုပ်တယ်ဟာပြဿနာပဲအကောင်းစွာနဲ့ရောက်လာပါပြီဘူးတွေပါတုံပါတယ်ကျ
ကျိုးနဲ့ဆိုင်လိုက်ခဲ့ပါအောင်ဗျာဖတ်ပြလက်ကိုကြောက်တယ်ဒါကြီးကဒူးတွေပါတုံးတယ်ခုကမှာ我叫到我哎哇，猪啊，两位有没有？ ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ် 麻烦了一点。 ဟုတ် 我带着我苗的， ဟုတ်တယ်နော်ကျွန်တော်တို့12နာရီဆက်ခွန်မှာတန်းပြိုးလက်ကိုရောက်ပါတယ်ကျွန်တော်ဒီမှာမင်းစားပါဒီတော့ပါတတတို့ဘန်ပြူလာမှာနေလေသာစားပါမယ်စားရမိုးနေတယ်စားရမှာတော့မိုးနေ ဟောနေ စားပြီရော ပေါ်ပြီဟုတ်ပါ မင်းတယ်ရော လေးစီ တို့နေလေစားလိုက်ပါဦးမယ်စားကြပါဦးဗျာဘုမတို့ကြောင်းဆရာတော်ကြောင်းထားပြီငါဘိန်းမသွားစားလိုက်တာ ဒီမှာဘိန်းမသားလို့ကန်တာပဲ ဘိန်းမသားလို့ပေါ့ပါ ဟုတ်ကဲ့ပါမသားခင်ပေါက်တာ စားခဲ့ဆိုလို့ပေါ့တာ အာအမြယူတော်ကြပါကုန်တော်သာဓုသာဓုသာဓု ဒါကြောင့်ပကြမ်းမစိတ်ချမ်းသာနေတယ်ဘုရားကြီးကမှုစားဒီကမြောက်ပြီးသေးပါ ဘုံငန်းနော်ဘုံဒါအဲ့ဒါတော့မှတန်ကြီးရတာပါဘုံပြောလို့ကျွန်တော်ပန်ပြိုးလက်ဖုန်းတော်ပြင်ပညာကြီးကျောင်းပေါ့အဲ့နောက်ကမှာကန်ကြီးရှိတယ်ကျွန်တော်ကြည့်ကြတယ်အာရတယ်အကြည့်လိုက်ပါ ဟိုကငဲမနဲ့ကြည့်လာအောင်ကျွန်တော်တို့ပြန်လို့ကြည့်ပေးရအောင် ရသုံးလေးရှိပြီသုံးလေး
နေ့လယ်2 နာရီတိမှာပန်းပြိုလက်ကနေပြန်ထွက်ပါမယ်ကျွန်တော်ရန်ကုန်ပြန်နေပါပြီကျွန်တော်လည်းခဲ့ပါဦးဗျာညာလေးလာတယ်ဗျာအေးနာဟာလားဒီနေ့လမ်းလေးလာသင်လေးရှာ43မှာအင်းတကိုရောက်ပါတယ်ကျွန်တော်ရန်ကုန်ဆက်နေပါမယ်ခက်ကြပါဦးစောဝိုင်းနော်ဟုတ်ကဲ့တတနာမဒီမတဟာလားအဝဲခံရတယ် โอเคတโอเคโอเคတာပါတော့နေနေကလေးလေးပါအာဗျာစိုးတော့ကြည့်မယ်ကြည့်ပါတို့လေးခုပြန်ရောက်ပါပြီအချိန်ကတော့နေ့လယ်3 နာရီနဲ့3 မိနစ်ပါတော့စောနေပါလေနေရာတော့ပြပါလေဒီရနေကျွန်တော်တော့ခီးရပြန်လာဒီဘက်မှာဖေးသီးကိုဝင်စားဒါကောင်ချိုးရမဟုတ်ပြီတော့စားတော့ပြတ်တယ်စပါလာပါတော့လေးခုပြန်လာပါဘူးချိန်ရ3 နာရီပဲပါဒီမှာကြော်ကြည့်ပါလေမဆောင်းနိုင်ပါလေတော့ဒီကိုမှာမရဘူးပေါ့ကျွန်တော်ဆက်လိုက်ကြပါဦး15 နာရီ43မှာမနက်ကတဖိတ်တော့ကဲဒီဂရိခဏထိုင်တယ်ဟုတ်ပြီပါတယ်ကျွန်တော်4 နာရီခွဲမှာဒီဂရမင်းဆော့လာပြီးတော့ဘိန်းနဲ့ဘိန်းပေါ့ပါတယ်ဒီဘက်လာနေဘူးလေတိုက်ဒီဘက်လာနေဘူးတော့နဲ့တောက်လျှောက်ကီလို150လိုက်နေမှာပါအကြက်ပေါက်တာပေါ့ဦးကြီးရဲ့ဆက်လေးရနေရာတိုင်းမှာသုံးနေပါတယ်ဦးကြီးဘာလို့မရဦးကြီးနဲ့ကိုတန်းနဲ့ဘာလို့ဒီနေ့တော်သေးရသေးရမရသေးဘူးဒီနေ့တော့နှစ်စီးပြိုင်ပေါက်တာလား
ညနေ9 နာရီမှာစီယူမှန်ရောက်ပါပြီကျွန်တော်ဆက်ဆော်လိုက်ပါဗျာလိုက်ခဲ့ကြပါအောင်ဆုံးဒီကျွန်တော်တို့ကတော့အပြန်ဟိုထောက်ချက်မှတ်ကပတ်ပြန်ပါမယ်ဒါတော့လို့မှတ်တော့မပြန်တော့ပါဘူးကျွန်တော်ညနေ9:55မှာစီတင်ញိုင်းထောက်ချက်စီတင်ញိုင်းရောက်ပါတယ်လူစင်းကြီးဆိုတော့ကားတွေကရှုပ်လာပါပြီကျွန်တော်လိုက်ခဲ့ပါဦးဗျာ18 နာရီ36မှာကိုတို့ဆိုင်ရွှေခဲမှာခဏနားပါတယ် ဒီကာကြီးတခုတော့ ကျွန်တော်တို့ရဲ့တက်ငယ်တုံးလေးပါဒီနေ့လို150ကိုပြုံးပြက်သေးပါဘူးတတအောင်မှာဒီကချီချူကိုကောင်းပါတယ်အဲ့တော့ကျုံနဲ့လမ်းကျုံလိုက်နေတဲ့ညီလေးပါအဲ့ဒီလေးပြေးလိုက်တဲ့ရစ်တာသက်ဆောင်ဘယ်တူလဲ1950မှာကိုတို့ဆိုင်နေပြီးတော့ပြန်ထွက်ပါပြီပြန်လိုက်ပါဦးမယ်လိုက်ခဲ့ပါဦးဗျာပြန်ကြည့်တော့နင်းလို့ပြန်ကောင်းလာပြီးထွက်လာတော့မိုးပြီကျွန်တော်ကတသားတော့ဒီတနေ့လုံးလူ160အိမ်ရောက်ဆိုရင်190ကြီးပါဦးတော့လျှောက်လဲနေတာပါကျုံးလဲပေါ့မတန်4သားကိုပေါင်းပါလေညနေ7 နာရီ10 မိနစ်မှာစောဝါးကြီးကုန်းပြန်ရောက်ပါပြီလက်တော်မဲနေပါပြီဆုံးကြတော့မှကျွန်တော်တို့ဝင်လိုက်ခဲ့ပါဦးဗျာကျွန်တော်ညနေ7 နာရီ15ပေါ့အဲ့ဒီမှာကျွန်တော်မင်းတို့မှလည်းမပြောင်းပါနဲ့ကျွန်တော်တို့ဒီနေ့ကီလို150ဆိုပြီးနင်းလိုက်တာ160ကျော်190ကျော်ဖြစ်သွားတယ်ဗျာကျွန်တော်ကိုပြည့်လေအားကုန်တော့မှဖြစ်တော့တဲ့ကျွန်တော်ခီးစင်လို့ဒီမှာပဲဆုံးသက်လိုက်ပါမယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အားလုံးကျေးဇူးတင်ပါတယ်စီနေကြတဲ့တယောက်တည်းလည်းကျေးဇူးတင်ပါတယ်ရိုက်ချင်းလို့ပါရိုက်ချင်းလို့ပါတွေ့ကားရှိတယ်မေးတာ